မင်္ဂလာပါရှင်ဒီနေ့ကျမတို့ကအထိုင်များဒူးနာအညောင်းမိတဲ့လူအတွက်တင့်တော်တဲ့ရှယ်ယောဂလေးကျင့်မှာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးခေါင်းရဲ့အနောက်ဘက်ကနေပြီးမတ်တက်အနေထားနဲ့ကျမတို့ဒီခါးဘေးသားတွေကိုအကျော်လျှော့ပေးမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့လောက်သွားမယ့်ဟာလေးတွေကတော့ကျမတို့ဒီအသက်ကြီးပိုင်းနေဒီရုံးမှာပေါ့နော်အထိုင်များတဲ့လူတွေအတွက်ကိုခုံလေးတစ်လုံးရှိုံနဲ့ကျမတို့ရဲ့ဒီတနည်းစာကျန်းမာရေးအတွက်ကိုလွယ်ကူတတ်တာစွာနဲ့ပြုလုပ်လို့ရမယ်အခြေခံကြတဲ့ရှယ်ယောဂကျင့်စဉ်လေးပဲဖြစ်ပါတယ်နော်အင်းဥဆုံးခုံပေါ်မှာကြောဆန့်ပြီးထိုင်မယ်ရှူလေးနဲ့လက်နှစ်ဖက်ခေါင်းပေါ်ဆန့်တထောင်ဆန့်ပတ်တာချက်ဆက်ပြီးလက်တွေတင်းနေအောင်ဆန့်ထုတ်ရှူထုတ်မယ်ခါကိုညာဖက်ရှူချမယ်လေရှူအလဲပြန်သိမ်းဘယ်ရှူမယ်အလဲသိမ်းမဲ့ရှူထောက်ဒူးရဆန့်ခါအပေါ်ပိုင်းကြောပြင်လေးကိုဆန့်ထုတ်ပြီးအရှိကြီးကြော့ကော့ပြီးရတဲ့ရင်အရှိရှိမလေးကင်ပြီးအပေါ်ပိုင်းတင်းအားထပ်ပြချမယ်မရရင်ရတဲ့နေရာလေးမှာနေလေရှူကြောဆန့်လက်ဆက်မယ်ပေါင်နှစ်ဖက်ကိုတော့ squat လေးဖွင့်ပေးမယ်ရှူထောက်ရင်အပေါ်လက်တွေအားလျှော့လေရှူကြောလေးထပ်ဆန့်ထုတ်ရှူထောက်ခါရဲ့အပေါ်ပိုင်း upper body အားလျှော့လိုက်တယ်ရှူကြောမလက်ဆက်မယ်ထောက်စိုက်တယ်ငယ်ညာဒူးခေါင်းပေါ်ညာတောင်လေးတင် warrior 2 reverse warrior ဘယ်ရှိပေါ်ဘယ်လက်တင်ပြီးထပ်ဆန့်ထုတ် warrior 1ကိုလှည့်ကြရအောင် warrior 1ကိုလှည့်တဲ့အခါအနောက်ရှည်ပြားလေးထောက်ပြီးတော့မှအနောက်ဘယ်ရှိဒူးခေါင်းဖက်ကိုတင်းနေအောင်ဘယ်ဒူးခေါင်းလေးတင်းအောင်ဆန့်ထုတ်မယ်အလဲရှူထုတ်လေရှူထုတ် upper body ထပ်ပြီးတော့မှအားလျှော့မယ်ရှူကြောမလက်ဆန့်မယ်နောက်တစ်ဖက်ထပ်ရှုမယ်နော်ဘယ်ဒူးကောင်းလေးပေါ်မှာဘယ်တောင်တင် warrior 2 reverse warrior 1ရင်ဘက်ကလေးရှေ့ပြန်လက်တွေကိုဆန့်ထုတ်မယ်အနောက်တစ်ခေါက်ဖက်ကိုဆန့်ထုတ်မယ်ကျွန်တော်တို့က twisting လေးလှည့်ရအောင်ညာဖက်အရင်လှည့်လိုက်မယ်အလဲပြန်သိမ်းမယ်ဘဲလှည့်လိုက်မယ်အရှိလေးပြန်လာလေရှူလက်တွေခေါင်းပေါ်ဆန်းဒူးကောင်းလေးတွေအလိုက်တင်ဘေးထပ်ဖွင့်ပေးမယ်ရှူထုတ်အပေါ်ပိုင်းနော် upper body လေးထပ်အားလျှော့အောင်လေရှူအပေါ်ပြန်ဆွဲတင်ဒူးကောင်းလေးတွေအလိုက်တင်ပြန်ပူးထားမယ်ရှူထုတ်ခန္ဓာအပေါ်ပိုင်းကိုအားလျှော့အောင်မယ်လေရှူလက်နှစ်ဖက်ခေါင်းပေါ်ကိုဆန်းထုတ်မယ်ရှူထုတ်လက်လေးတွေဖြည်းဖြည်းရှာရည်နဲ့ကျမတို့အစုံတက်လိုက်ရအောင်